ခွင့်ရဖို့လိုပါတယ်သူမရဲ့သားဖြစ်သူကင်အဲရစ်ဆန်စကားပြောခွင့်ပေးလိုက်ပါအမေတကယ်ပဲအသက်ရှင်နေသေးတာပဲလို့သားဖြစ်သူကသိခွင့်ရပါစေကုလသမဂ္ဂအဖွဲ့ဝင်တွေနဲ့ကမ္ဘာခေါင်းဆောင်တွေကိုဖိတ်ခေါ်ပြီးတော့ဒေါန်ဆန်းစုကြည်သမ္မတဦးဝင်းမြင့်နဲ့ဦးဝင်းထိန်တို့ကိုတွေ့ဆုံဝင်ပေးပါတကယ်လို့ခင်ဗျားတို့ကိုမလွတ်ပေးခြင်းသေးဘူးဆိုရင်တော့ဆက်သွယ်လုပ်ခွင့်ပေးလိုက်ပါဒါမှမဟုတ်ရင်တော့မင်းအောင်နိုင်တဲ့ဘယ်သူမှရိုးရိုးသားသားတိုက်ရိုက်ပြောဆိုနိုင်မှာမဟုတ်ပါဘူးဒါဟာအာဏာရှင်စနစ်ရဲ့ပြဿနာပဲဖြစ်ပါတယ်တကယ်လို့သမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံခွင့်ရမယ်ဆိုရင်ပြောစရာတွေရှိပါတယ်ကျွန်တော်တို့ဟာသူ့စီကိုရောမာကိုရူဘီယိုနဲ့ဂျေဒီဗန်ဆိုလိုတခြားခေါင်းဆောင်အများပြားတွေစီကိုပါစာရီရေးခဲ့မှုပါတယ်အလမင်းဘာပြောချင်တာလဲလို့သူကမေးမယ်ဆိုရင်ကျွန်တော်ပြောမှာကဒေါ်စုကခင်ဗျားတို့ရဲ့မှာမိတ်ပါလို့ခင်ဗျားနိုဘယ်ငြိမ်းချမ်းရေးဆုရချင်သလားဒါဆိုရင်နိုဘယ်ဆုရှင်တယောက်ကိုလွတ်မြောက်အောင်လုပ်ပေးပါသူမကိုအင်ဖြူတော်ကိုဖိတ်ခေါ်ပါပြီးတော့အာနာရှင်စနစ်အောက်ကခေါင်းဆောင်တယောက်ရဲ့ရရှိခဲ့တဲ့သင်ခန်းစာတွေစီကနေခင်ဗျားတို့ဘာတွေသင်ယူနိုင်မလဲဆိုတာသူမကိုမေးကြည့်ပါအခုလူတွေကခင်ဗျားကိုအာနာရှင်စံတယ်လို့ဆက်ဆွဲနေကြတာဆိုတော့အဲ့ဒီအမှားမျိုးတွေမလုံးမိအောင်သူမစီကသင်ယူလိုက်ပါအဲ့လိုလုပ်ခြင်းအပြင်ကမ္ဘာထိပ်တိုင်းနိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကိုလွတ်မြောက်အောင်ခင်ဗျားလှုပ်ဆောင်ပေးနိုင်ခဲ့ပြီးဆိုတာလူတွေသိသွားပါလိမ့်မယ်ရိုဟင်ဂျာရေးနဲ့ပတ်သက်ပြီးတော့သူမပေါ်မှားယွင်းတဲ့ဆက်ဆွဲချက်တွေ The Hague တရားရုံးမှာသူမဟာအာနာရှင်စနစ်ဘက်ကယက်တည်ခဲ့တဲ့ဆိုတဲ့ယူဆအမှားတွေကိုခင်ဗျားပြင်ဆင်ပေးနိုင်ပါလိမ့်မယ်အဲ့တော့ဒီအားလုံးကမှားနေတာပါဒါကိုမှန်အောင်လုပ်ပါကဘာကြီးကိုသိအောင်လုပ်ပါမင်းအောင်နိုင်လုပ်တဲ့အရာကိုမစ္စတာထရန့်ခင်ဗျားပဲသိအောင်လုပ်ပါဒေါ်စုတက်ရှိထင်ရှားရှိနေတော့ဒါကိုလုပ်ပါမင်းအောင်နိုင်ကိုကုချက်ချင်းဖုန်းခေါ်ပြီးတောင်းဆိုလိုက်ပါခင်ဗျားကမ်ဘောဒီးယားနဲ့ထိုင်းမှာငြိမ်းချမ်းရေးလိုချင်တာလားဒါဆိုရင်ရှမ်းပြည်နယ်ကအယောင်ဆောင်ကြားဖြန့်စင်တာတွေကိုဖျက်သိမ်းပါကျွန်တော်တို့အမေရိကလမ်းမတွေပေါ်မှာဖက်တနော်မိုးရဲ့ဆေးဝါးတွေရပ်တန့်ပါမစ္စတာရှီချင်းဖျင်ပူတင်မြန်မာနိုင်ငံဟာကျွန်တော်တို့အားလုံးနဲ့ဆိုင်ပါတယ်ကျွန်တော်ကမြန်မာပြည်မှာဒီမိုကရေစီကိုလိုချင်တာပါဒေါ်စုနဲ့ဦးဝင်းမြင့်တို့ဟာရွေးကောက်ခံခေါင်းဆောင်တွေဖြစ်ပါတယ်မင်းအောင်နိုင်သူတို့ကိုကုချက်ချင်းလှုပ်ပေးပါဒါမှမဟုတ်ရင်ကျွန်တော်တို့ခင်ဗျားနောက်ကိုကူညပါနဲ့လိုက်လာပါမယ်အင်အားသုံးပြီးငြိမ်းချမ်းရေးယူမယ်ဟုတ်ပြီလားဆောင်ရုပ်ပြောစီကြပါတယ်အဲ့လူခင်ဗျားမှာရွေးချယ်တဲ့တခုရှိပါတယ်လေမော်တက်ပြီးတော့ခေါင်းဆောင်တွေကိုလှုပ်ပေးမလားဒါမှမဟုတ်ရင်ကျွန်တော်တို့ခင်ဗျားနောက်ကိုလိုက်လာရမလားဒါမှမဟုတ်